လက်နက်ကင်ပြီးတော်လန်နေဟုတ်ပြီနော်မင်းတို့မင်းအောင်နိုင်တက်ကိုသိမ်းနိုင်လို့ဒီရွာဒီမျိုးသိမ်းပိုက်နိုင်လို့တော်နေကြိုက်တဲ့လောက်တော်နေမင်းတို့မှာကောင်းဆောင်အစိုးရမရှင်တပုံပဲဒီအောက်မှာမရှိတဲ့ PDF တွေကိုကောင်းကောင်းတတိပေးလိုက်မယ်ဟုတ်ပြီနော်မင်းအောင်လိုင်ကိုတော်လန်နေတာပဲဘာလို့ NUG အောက်ဝင်ရမှာလဲလို့တွေးနေတဲ့ PDF ရဲဘော်တွေရှိပါသလားခေါင်းဆောင်မရှိအစိုးရမရှိပဲလက်နက်ကင်နေရင်ခင်ဗျားတို့ဟာတော်လန်ရေးတမမဟုတ်ပဲတပုံတွေသာဖြစ်သွားပါလိမ့်မယ်တက်မရီတရင်တွေကိုတမိတ်တတန်နဲ့အုပ်ချုပ်ထားနိုင်လို့သာမင်းအောင်လိုင်ဟာဒီနေ့အထိအာဏာကိုစုပ်ကိုင်ထားနိုင်တာပါရန်သူစီကအတူယူတဲ့စီလုံးမှုကိုဘယ်လိုသင်ခန်းစာယူရမလဲဆိုတာဒီဗီဒီယိုမှာကိုစီကပြင်းပြင်းထန်ထန်တတိပေးထားပါလက်နက်ကင်ပြီးတော်လန်နေဟုတ်ပြီနော်မင်းတို့မင်းအောင်နိုင်တက်ကိုသိမ်းနိုင်လို့ဒီရွာဒီမျိုးသိမ်းပိုက်နိုင်လို့တော်နေကြိုက်တဲ့လောက်တော်နေမင်းတို့မှာကောင်းဆောင်အစိုးရမရှင်တပုံပဲဘာမှလုပ်လို့မရဖြည်းဖြည်းလုံးမပါကူပြည်သူတွေကပျော်တယ်ပွဲတွေဟုတ်လားနော်ဒီလိုမျိုးတွေလုံနေဘာကြောင့်လဲမင်းတို့ကမစီလုံးလို့မပေါင်းလို့နော်ဗမာတွေကိုပြောနေနော်တိုင်းရင်းသားတွေဆိုကျွန်တော်သိပြောပြီးတိုင်းရင်းသားတွေနေ့စဉ်မပြတ်ကိုကျွန်တော်မကြခဏပြောတယ်သူတို့ကပြောလို့မရဘူးမင်းတို့ရဲ့သင်တန်းပေးတဲ့ဆရာကြီးတဲ့တိုင်းရင်းသားလက်နက်ကင်နေသူတို့ကမင်းတို့ကိုစစ်သင်တန်းတွေပါပေးတဲ့နေရာမှာတော့ပါတယ်လက်နက်ကင်တာဘလို့ကြည်တန်းရှာဘလို့တနက်ရှာဘလို့ကင်ဘလို့ပြဘလို့မျိုးစစ်တိုက်ဆိုတော့ပါပဲတဲ့မတော်တာကသူတို့မှာစီးလုံးမှုနေရာမှာမတော်ဘူးတိုင်းသားလက်နက်ကင်နေညံဖြင်းတယ်အင်မတန်မှညံဖြင်းတယ်မပေါင်းဖဲတော့ဒီမိုစီလည်းမသွားဘူးတိုင်းသားတဲ့စိတ်ချက်နော်ပြောပြီးအဲ့တော့သူတို့လမ်းစဉ်ကိုမလိုက်ရဘူးသူတို့လမ်းစဉ်ဒီဖဲတော့ဒီမိုစီသွားမှာမဟုတ်ပါဘူးနော်မင်းတို့ဟိုးအရင်ကတည်းကသူတို့စကားငါတော့အောင်လို့ရှိရင်နှစ်ပေါင်း80 80မသွားပါဘူးနော်လူမျိုးတစ်ဖွဲ့အပွဲစီးတစ်ဖွဲ့လက်နက်ကင်တစ်ခုတစ်ဖွဲ့အောင်မှအမိခံပြီးတော့လက်နက်ကင်ကျင်းတော့လောက်စားတယ်ဒါမျိုးပဲပြောအောင်နော်ဒါအမှန်ကန်ဆုံးပြောပြတယ်အဲ့တော့မင်းတို့သင်ပေးတဲ့ CS ရာကြီးရဲ့အတူကိုမယူနဲ့ဟုတ်ပြီနော်မင်းအောင်လိုင်အတူကိုယူပါမင်းအောင်လိုင်တက်ကိုအတူယူပါဒီစီလုံးမနေရမှာမင်းအောင်လိုင်ကတမိတ်တပန်နဲ့ဒါကြောင့်မလို့ okay နေတယ်တမရတော်ဖြစ်နေအကယ်၍သာမင်းအောင်လိုင်အောက်ကစစ်သားတွေတက်မာတွေကြည့်ကြည့်လိုက်နော်ကိုဒီနေရာမှာငါအုပ်ချုပ်နေလို့ဒီမျိုးဟုတ်လားဒါဆိုမင်းအောင်လိုင်စကားအမိတ်နဲ့နာခံတယ်မလို့စီယိုစီရောက်ငါတို့အကြမ်းဖက်တွေ PDF တွေတိုင်းလက်နက်ကင်တွေကာကွယ်နေပါတယ်ကျွန်တော်တို့တမတောင်းတော့ငါတို့လက်ကာကွယ်နေပြည်သူတွေမင်းအောင်လိုင်အမိတ်နာခံရမလို့ဘူးလေဟုတ်လား NUG နဲ့ပူးပေါင်းစရာမလိုဘူးလေဟုတ်လားငါတို့မင်းအောင်လိုင်အောင်တော်လန်နေရပဲလေရွာမျိုးတွေသိနေတာပဲလေအဲ့လိုပြောလို့မရဘူး NUG ဆိုတာအစိုးရမင်းတို့သိထားမှာခုနိုင်ငံတကာနဲ့တမန်ရရတယ်စိုးရရနဲ့ဆက်ဆံရေးမှာဘယ်ဟာနဲ့ဆက်ဆံနေရလဲမင်းအောင်လိုင်တောင်တကယ်တဲ့အနောက်နိုင်ငံတွေကမဆက်ဆံပါဘူးဒီအာဏာရှင်နိုင်ငံ၃-၄နိုင်ငံလောက်ပဲဟုတ်လား NUG နဲ့ပဲဆက်ဆံတာဖြစ်တယ်NUG ဒီလက်နက်ကင်နေမှာလည်းမဟုတ်တယ်လို့နေမြေတွေသိနေမှာလည်းမဟုတ်ဘူးဒါပုံဝင်လည်းပြောဒါပေမဲ့မင်းတို့ကအကိုကဲမှုအောင်မရှိကိုရှိနေရမှာဖြစ်တယ်နောက်တစ်ခုတော်လန်ပြည်သူတွေသိထားမှာကဘာလဲဆိုရင်ခင်ဗျားတို့ NUG ဘယ်အောင်တော့အမှုရေးမယူလို့ဘာကြောင့်မို့လို့ဟုတ်လားဆိုတော့ခုခင်ဗျားတို့တော်လန်ရေးကျွန်တော်ဝေးရနိုင်ငံတကာတွေမြန်မာပြည်တဲ့ဟာတွေမိမောင်းထုတ်မပြချင်ပါဘူးခင်ဗျားတို့ကြိုက်ပါဆိုအေးစစ်သားတွေဒီဒါခုဟိုပါပေါ့เนาะဒီမရိကျင်တယ်နော်ဟုတ်လားမရိကျင်တဲ့အတွက်ကြောင့်မို့လို့နော်ဘယ်သူထပြီးអော်လဲပြောလဲမရိနေကျင်တဲ့ထောက်ခံရမလို့ပါညာရှိလားမရှိဘူးလေနောက်တစ်ခုကခုထားပါတော့ဒါဟိုဝေးနေမှာခုအမေရိကန်ဆိုရင်ကမ္ဘာမှာဆိုစစ်တပ်ထဲမှာဆိုနံပါတ်1ပဲဆိုတော့အဲ့တပ်တွေမှာလည်းမရိမှုတွေမကောင်းတဲ့အမှုတွေပြောစရာအမှုတွေရှိနေတာပဲလေမရှိဘူးမဟုတ်ပါဘူးဘယ်ကမ္ဘာစစ်တပ်နေနေအဖွဲ့အစည်းမဆိုနော်နောက်ဆုံးအဆင့်အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကြီးပေါ့နော်သူဆိုရင်လည်းပြောစရာတွေရှိနေမှာပဲဒါအစိုးရဆိုတာအဲ့တော့ NUG မှာပြောစရာတွေရှိရတယ်မရှိတာတွေကကြောက်မို့လို့ခင်ဗျားတို့ကမထောက်ခံပါဘူးဆိုရင်တော်လန်ရေးကြာရှုံးပါစေဆိုတော့လောက်တာပြောတာနဲ့အတူပဲခင်ဗျားတို့ကလေသဘောပေါက်လားမသိဘူးဒီချစဉ်းစားနော်ခင်ဗျားတို့တိုင်းသားလက်နက်ကင်တွေကကျွန်တော်တို့ဗမာတွေနဲ့ရှင်းတဲ့ပြောဝိမွိုင်ဖက်နဲ့ပြောမပေါင်းချင်ဘူးဆိုတော့ Federal Democracy ကိုမတွားချင်ဘူးတွားချင်ပေါင်းတယ်အဲ့လိုမပေါင်းချင်လို့ NUG ကိုအပြစ်တွေရှောက်ပြောနေတာတော်တန်ခုကျွန်တော် NUG ကိုမကောင်းကြောင်းတွေရှောက်ပြောမယ်ဆိုရင်တိုင်းသားတွေကကျွန်တော်အားပေးမှာ like တဲ့အသေးတွေပေးမယ် share မယ်ပါညာဟုတ်တယ် NUG ကြောင့်ဒါစစ်ရှုံးနေရပါ NUG ကြောင့်နည်းမွေးစပါတယ်မှာပဲ NUG မင်းတို့ပါလို့နေလို့စစ်ကရှောက်အောင်ဟမ်မယုံဘူးဆိုရင် NUG အကုန်ဗမာတွေဝင်ကြည့်လိုက်ကျွန်တော်ပြောတာဝင်ပြီးသွားရင်တိုင်းသားတွေနဲ့ကောင်းကောင်းစကားပြောလို့ရတယ်အေးဒီတသွေးတန်တမိတ်မင်းအောင်နိုင်လို့ပဲ COC အောက်မှာရှိရဲ့အေးရခိုင်လူမျိုးတွေဝင်သွားပြီလက်နက်ကင်နဲ့ဝင်သွားပြီဆိုရင်တခြားတိုင်းသားတွေနဲ့စကားကောင်းကောင်းပြောလို့ရတယ်စစ်ကောင်းကောင်းကိုကဲထုံးမြတ်နိုင်ကောင်းကောင်းကိုကဲတိုက်လို့ရတယ်ကျန်တဲ့တိုင်းသားတွေကိုလည်းညှို့ထုတ်ကြည့်ကြည့်စမ်းဘယ် COC အောက်ရှိတာတော့မရှိတော့သူလူငါတမဲလုံနဲ့ကရင်ပြည်နယ်ကြည့်ပါလားဘယ်လိုသွားပြီးအောင်ပွဲရတာတော့မကြခဏစက်ခန်းလေးသိမ့်လိုက်ဟိုဟာလေးလောက်ပြလိုက်ပြီးရင်မင်းအောင်လိုက်လောက်ဝရိုက်ပြန်ပေးလိုက်အောင်မှာဗမာတွေအသေးခံလိုက်ကျွန်တော်တို့ကပြောလို့ရှိရင်တိုင်းသားတွေမုံကောင်းမုံနေအောင်မယ်ကျွန်တော်တို့ကကြတော့မြင်နေတယ်ဟုတ်လားမျက်လုံးနှလုံးပါနှစ်ဖက်မြင်အောင်ကြည့်ရတယ်နော်
တေချာစဉ်းစားရမှာလေးလေးလက်နဲ့နော်အုံနောက်တည်းကစဉ်းစားဖို့ပဲနော်အဲ့လိုမှမဟုတ်ရင်ကိုကြည့်လိုက်မရှိလုံးတော့ဒီတော်လန်ကြီးကိုထဲထဲဝင်ဝင်တော်တော်လေးလုံနေတဲ့ပုံကိုယ်တွေတောင်မှပဲရင်ကုန်နှုတ်ပိတ်ပြီးတိတ်ဆိတ်သွားကြတယ်ခင်ဗျားတို့တတိထားမိကြလားမသိဘူးကိုကျွန်တော်တို့လိုဒီလိုတော်လန်နိုင်ငံအရေးတွေမှာဒါမျိုးတွေကျွန်တော်တို့ line ပေါ်မှာပြောနေတဲ့သူတွေတောင်မှကျွန်တော်တို့တောင်မှစိတ်တက်ကြလာတဲ့အခါတွေပြောချင်တဲ့မရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်ဟုတ်လားကြာတော့အဲ့လိုမျိုး1ယောက်2ယောက်3ယောက်ဖြည်းဖြည်းနဲ့ဘာဖြစ်လဲဒါကကြာဆုံးချက်ဦးဒီလုံးမပါတာလို့ခေါ်တယ်ထညက်လုံးခွေရတယ်လို့ပြုတ်လုံးပါပါတယ်လို့ပဲဟုတ်လားဆိုတော့အဲ့လိုမျိုးတွေမဖြစ်စေလက်နက်ကင်ထားတဲ့ပုံကပြည်သူကိုစိတ်တက်မကြအောင်မလုပ်ရအောင်အမေရိကန်စစ်တပ်ကြီးဒီအမေရိကန်လူမျိုးတွေပြည်သူလူထုပေါ်မှာစိတ်တက်ကြအောင်ဘယ်တော့မှမလုပ်ဘူးမင်းအွန်လိုင်းဒီပြည်သူလူထုကိုစိတ်ဆင်းရဲစေခဲ့လို့စိတ်ချမ်းသာအောင်မထားလို့လက်နက်ကင်တာတော်ရနာမူလဒါကိုတတိထားမိလားမေ့သွားပြီလားအေးမင်းတို့လက်နက်ကင်ပြီးတော့လေပြည်သူလူထုကိုစိတ်ဆင်းအောင်လုပ်တယ်စိတ်ပြတ်အောင်လုပ်တယ်ဆိုရင်ပြည်သူတွေကြောခိုင်းတော့မှနောက်တဲ့တစ်နေ့နှစ်နှစ်သုံးနှစ်စောင့်ကြည့်တိုင်းသားတွေလည်းငကိုကလေးလက်ပေးလက်ယူဒီတိုင်းမျှတာဝေစားတယ်မင်းတို့မပူနဲ့အန်ယူဂျီကနိုင်ငံလုံးကိုဆောင်တာမင်းတို့ဗမာတွေပြက်စီးသွားပြီတော့နဲ့ဘယ်ကောင်းမှလှည့်မကြည့်တော့ရှင်းလားမသိဘူးအဲ့ဒါဆိုဒီဒေါ်လာရဲ့ပြီးသွားတိုင်းသားတွေငကိုလည်းသူ့ညံနဲ့သူ့လက်နက်ကင်နဲ့လှုပ်စားနေ90 80ရှိနေသူတို့စကားတိုင်းပြောရင်ဒါလေးပဲပြောချင်တယ်โอเคကဲရခိုင်မယောက်ျားမင်းအောင်လိုင်ကိုရခိုင် AA ကတော့ဒါရာသတန်ပေးလိုက်ပြီပဲဖြစ်ပါတယ်ကျန်တဲ့မြို့တွေရောအကုန်သိမ့်ပိုက်ပြီးတော့ပြင်းတော့မယ်ဆိုတော့ကျွန်တော်တို့ဒါသူတို့သမီးရောက်ခါတွေဘယ်လိုဖြစ်လာမလဲဆိုတော့ဆက်စောင့်ကြည့်ရမှာတေချာတာတစ်ခုကတော့ AA ကတော့လောက်ရင်ပြောတဲ့အတိုင်းလောက်တယ်ပေါ့နော်ဒါသိန်းနိုင်ကြီးလည်းများပါတယ်ဘာကြောင့်ဒီလိုမျိုးသုံးသက်တာလဲဆိုလို့ရှင်မင်းအောင်လိုင်မိမရခိုင်မဖြစ်နေကျူခေါ်อ่ะဆိုတော့အဲ့တော့ဒီတချို့ဘောမတွေကကြတော့ဒီနေရာမှာအနေငယ်ပြည့်စွက်ပြောရမယ်ဆိုလို့ရှင်သူကရဲဝန်းကြီးကိုအထင်နဲ့လှိမ့်ကြီးနေတွေ့ရတယ်ပေါ့နော်တကယ်တော့ရဲဝန်းဦးဆိုတာရေမွေအစိမ့်မရှိဘူးတော့ပေါ့လေဘာကြောင့်ကျွန်တော်ဒီလိုမျိုးသုံးသက်ပြချင်တာလဲဆိုတော့သူကမဲအွန်လိုင်းကိုအမိတ်နာခံသူပြောရထိုင်ဆိုထဆိုထအဲ့လိုမျိုးလှုပ်ဆောင်တဲ့သူကိုဒါခင်ကြီးတို့ပါတော့သူကယာရုတွေပေးထားတာအကုန်လုံးဟုတ်လားဆိုတော့ပြင်းမှာခုဘောမတွေတို့ဒီစစ်တပ်အတိုင်းဝန်တစ်ခုလုံးမဲအွန်လိုင်းကိုကြည့်မယ်ဆိုလို့ရှင်ဒါရခိုင်အရေးနဲ့ပတ်သက်လို့ကတော့ဘာမှမဟာရဲဟုတ်လားဘာလို့ဟာမရတာလဲဆိုရင်ကျွန်တော်ဆိုရင် AA ကိုသူ့ရဲ့ဒါတွားနေတဲ့လမ်းစဉ်ကိုတော့ကျွန်တော်မကြိုက်ပါဘူးဒါပုံမှန်လင်းပြောကျွန်တော်ဗီဒီယိုဖိုင်နဲ့ကြည့်တဲ့သူဆိုရင်တော့သိမှာဘာလို့မကြိုက်တာလဲဆိုလို့ရှင်သူက Parody Modi ကိုလည်းမတွားဘူးဟုတ်လားကျွန်တော်အမြဲပြောတယ်ဟိုဗဇက်ကတော့ဘယ်လက်ကကာယတောင်းလို့မြောက်လို့မြေပြင်မှာဘာညာမဟာမိတ်တွေပါတယ်တောင်းပြောမြောက်ပဲရှောက်ပြောထားပါတော့အဲ့ရတယ်ကျွန်တော်ဗီဒီယိုဖိုင်နဲ့ပြောနေဆိုတော့ဒါဖြည့်စွာအနေငယ်ထည့်ပြောတာဒါပေမဲ့ရခိုင် AA ကိုကျွန်တော်ကြိုက်တာတခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှင်သူတို့ဒီ AA မှမဟုတ်သူတို့ဒီရခိုင်လူမျိုးတွေပေါ့နော်ရခိုင်လူမျိုးတွေကိုကြည်ချင်းအဖြစ်သူတို့က AA စစ်သားတွေမရင်းကျင်တယ်ဆိုလဲသူတို့ line မတက်ပြီးတော့ဘာမှအာမချောင်းဘူးနော်အဲ့တခုကမိုက်တယ်တစ်ချက်နောက်တစ်ချက်က AA သိမ်းထားတဲ့မြို့တွေကိုပေါ့နော်မင်းအောင်လိုက်တစ်မြို့မှာစခန်းတစ်ခုမှာဟုတ်လားဘယ်ဟာမှပြန်မသိမ်းနိုင်ပါဘူးဗမာတွေသိမ်းထားတဲ့ဟာတခြားတိုင်းရင်းသားတွေသိမ်းထားတဲ့ဟာမင်းအောင်လိုက်ပြန်သိမ်းနေပြီးပြန်ပေးရတာမျိုးအများကြီးတပုံဟုတ်လားဒါပေမဲ့ AA သိမ်းပိုက်ထားတဲ့ဟုတ်လားမြို့တွေစခန်းတွေ viewer ကုန်းတွေနော်စခန်းတွေစသဖြင့်ဘယ်တစ်ခုမှပြန်ပေးလိုက်ရဆိုတာမရှိဘူးအဲ့လိုထိန်းနိုင်ဆိုတာရှိရင်အဲ့တခုကတော့မိုက်တယ်လို့ပဲပြောရမှာပဲပေါ့နော်အဲ့တခုကတော့ဒါတကယ်ကောင်းတယ်နော်ဆိုတော့အဲ့တော့ကျန်တဲ့တိုင်းသားလက်နက်ကင်နေနဲ့ဗမာတွေကိုကြည့်မယ်ဆိုလို့ရှင်တော်လန်ကြီးကဟိုအပြက်စရာကိုတွေ့လာရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ပထမတော့じゃတိုင်းရင်းသားတွေမစီလုံးလို့ဆိုပြီးမှသူတို့အချင်းချင်းဒါနယ်မြေတွေလူတယ်စစ်တွေဖြစ်ကြတယ်ဟုတ်လားနော်အဲ့လိုမျိုးဒီကရင်ပြည်နယ်ကြည့်မလားအဆိုးဆုံးအဲ့ဒီကပြရုပ်ကြီးအခုဆိုရင်ဗမာတွေစီရောက်လာပြီပေါ့နော်လက်ရှိအခင်းမှာဆိုဗမာတွေတော်တော်စိုးလာတွေ့ရတယ်ဗမာတွေကဘယ်လိုဖြစ်လာလဲဆိုတော့မစီလုံးတော့မနေ့တနေ့လက်နက်ကင်တဲ့ကောင်ကသူဘိုးလုံးချင်လာတယ်စိတ်ကြီးဝင်လာပေါ့နော်ဟုတ်လားဟိုဘယ်ကောင်နဲ့မှမပေါင်းချင်ဘယ် COC မှနားမလဲဘူးလေဒီလိုမျိုးတွေပြောတဲ့ကောင်တွေကပေါ်လာဟုတ်တွေ့ရတယ်နော်ဟုတ်လားဘယ်ကောင်နဲ့မှပေါင်းစရာမလိုဘူးနော်ဟုတ်လားတဘုံပေါ့ကွာရှင်တဲ့ပြောရလို့ရှင်အဲ့လိုတဘုံလုံးချင်လာတဲ့ကောင်တွေများလာတာဟုတ်လားအဲ့တော့သူတို့ကတဘုံတွေကလောက်မင်းအွန်လိုင်းကဟိုနေမြေတစ်ခုပြီးတစ်ခုထပ်သိမ်းလာသူတို့ကတဘုံတွေကလောက်ကိုချင်းချင်းဟုတ်လားဆိုတော့အဲ့တော့မေးမှာနော်ခုကျွန်တော်ပြောပါတယ်မင်းအွန်လိုင်းကပြောမယ်ဆိုလို့ရှင်သူ့ရဲ့ဒါခုတားကသူ့ရဲ့ view ကဒီဘယ်လိုလုပ်မလဲဆိုတဲ့အခါကျပမာတွေကိုစော်တော့မှာပေါ့နော်မြေပြန်ဒေတာတွေကိုဟုတ်လားမြေပြန်ဒေတာတွေကိုအရင်ချိန်မုံမယ်တိုင်းသားလက်နက်ကင်တွေကိုသူ့ရဲ့လုံထုံးလုံနေတိုင်းဆွေးနွေးမယ်ဝေစားမြစားလုပ်မယ်ဒီလိုမျိုးတရုတ်ကိုဖိအားပေးခိုင်းမယ်ဒါပါပဲသူကမိုင်းကုန်မယ်ဒီလိုမျိုးသွားမှာဆိုတော့မြေပြန်ကြတော့ဟုတ်လားမိပဲရှူဖိအားပေးရတာအကောင်းတယ်မြေပြန်ဒေတာနော်ပထဝီနေထားရလဲအဲ့တော့ဒါ
အဲ့ဟာတစ်ချက်ထားလိုက်တော့နောက်တစ်ခုကကိုဗမာအချင်းချင်းမစည်းလုံးဘူးမစည်းလုံးတဲ့အတွက်ကြောင့်မို့လို့မျိုးတွေပြန်ပေးရမယ်နယ်မြေတွေပြန်ပေးရမယ်မွေးအောင်လိုင်းကပြင်းတာကိုခံရမှာဒီချက်ခံရဖို့ပဲရှိတယ်ဘာကြောင့်လဲဆိုတော့မစည်းလုံးဘူးကိုချင်းချင်းဟိုတွေလုံနေတယ်နော်ဟုတ်လားကျွန်တော်ပြောရရင်လေဆက်ဆိုပြီးအားရပါပဲနေပြောချင်တာသိလားနော်မကောင်းလို့ကျွန်တော်မပြောတော့ပါအောင်စိတ်ပဲထိမ့်ပြီးပြောလိုက်တော့မှာဟုတ်လားနော်တကယ်ဆိုတကယ်မအေးလို့တယ်နော်တကုန်းတော့ပြောလိုက်မယ်တနက်ကြီးတွေကိုင်းပြီးကျွန်တော်စီယိုဘာနားမလဲဘူးလေဟာတကယ်တော့အဲ့လိုပြောတာ PDF တွေမနေ့တနေ့ပေါ်လာတယ် PDF ဆိုတဲ့နေရာမှာအကုန်လုံးပြောမှာမဟုတ်တချို့သဘုံဖွဲ့တောင်တဘုံမြောက်တကောင်ဟုတ်လားဒီလိုမျိုးဘိုးထောင်သားတွေနော်အကောင်တွေကဘိုးထောင်ကလက်နက်စင်ကင်တဲ့ကောင်တွေလားကျွန်တော်မေးချင်တာပေါ့နော်မင်းတို့လက်နက်ကြီးတွေကင်တာဘိုးလောက်ခိုင်းတာမဟုတ်ဘူးကိုမေကိုလိုးတွေပေါင်းအောင်မှာ COC လောက်အောင်မှာအကုန်ပေါင်းအောင်မှာရှင်းလားမင်းတို့လက်နက်ကြီးတွေကင်ပြီးသွားရင်မပေါင်းချင်ဘူးလေကျွန်တော် COC ဘာနားမလဲဘူးလေငါတို့လက်နက်ကင်ငါတို့လည်းမအောင်အောင်တိုင်နေရပဲလေအာနာရှင်ငါတို့တော်လန်နေရပဲလေငါတို့ဘာတွေဖြစ်နေလို့လဲလေဟာနမိတ်စပတ်ပါတွေဖြစ်နော်နာမည်တွေပြန်ပေးရတယ်ပြည်သူတွေစိတ်တက်ကြလာတယ်တော်လန်ရဲ့နိုင်မဲ့ယုံကြည်ချက်ကိုကြော်နေလာတယ်သဘောပေါက်လားမသိဘူးဟမ်အကောင့်ပြောနေတာနော်ဒီလိုပြောတာယုံကြည်မှုရှိတော့ဘူးဆိုဘာဖြစ်မှလဲဆိုတော်လန်ရဲ့ရှုံးမယ်လို့ပြောတာမဟုတ်ကျွန်တော်ပြောကြာမှာကြီးတက်ကြလာမှာနော်ပို့ပြီးဆိုးလာမှာအဲ့လိုမျိုးဗမာတွေကွာတကယ်ကောင်းတာမျိုးတွေနော်မင်းအွန်လိုင်းပြတဲ့လမ်းစဉ်ကြီးကိုသူတို့ကကော်ပီယူနေတာတကယ်ကောင်းတာမျိုးတွေဘိုးလုံးမင်းတို့ဘိုးလုံးချင်းဟိုးငါ2020လေငါအဲ့လိုမျိုးချိန်တွေကြပြောခဲ့တယ်လေမင်းတို့ဘိုးလုံးချင်းမင်းအွန်လိုင်းတက်ထဲသွားလိုက်ဘိုးလုံးအောင်မှာယာရုကောင်းကောင်းပေးမှာမင်းတို့ကြိုက်တာလို့တပတ်အောက်ပြီးလေးလောက်ပြီးပေါ်တော့အောင်မှာနော်ဒီတို့ခါကြတော့အောင်ပဲမြောက်ပြောနော်အပိုတော့လည်းမင်းတို့လှုပ်ချန်နေလောက်မှာမင်းတို့မင်းအွန်လိုင်းလာအာနာမဖီဆန်နဲ့ပေးတဲ့အမိန်နဲ့ဟုတ်လားမြေဝမ်းမကြထမ်းဆောင်လိုက်နော်မင်းတို့ဖြစ်ချင်တယ်အကုန်ဖြစ်လာနိုင်မယ်သဘောပေါက်လားနော်ပြည်သူလည်းကြည်တယ်မလို့ဘယ်ကောက်မှလည်းကြည်စရာမလိုနော်ပို့လုံးချင်စစ်တက်တဲ့သွားဒါအရှင်းဆုံးစစ်တက်တဲ့သွားရင်ပို့လုံးလို့ရပြီသဘောပေါက်လားနော်မင်းတို့ဒါတော်လိုင်းလုံးနဲ့တော်လိုင်းဆိုတော့ကိုယ်ကသဘုံနဲ့ထောင်းထောင်းထားနေတကယ်ထောင်းထောင်းထားဘယ်လိုစကားနဲ့တောင်ပြောရမှာမသိတကယ်သဘုံထောင်းထောင်းထားနေပါတော့သူတလူငါတမင်းတိုင်းသားလက်နက်ကင်နေရလဲနော်ဘယ်တော့ဒီမိုဒီလည်းမတော့ကြီးကျွန်တော်ဘာလို့နေတယ်မပြတ်ဒီစိတ်ပတိလို့စိတ်ပြောနေရလဲဆိုလို့ရှင်စီးလုံးမှာအကုန်နိုင်မှာနိုင်မအောင်မနိုင်တာထားလိုက်အောင်စီးလုံးသွားလိုက်လို့ရှင်ကျွန်တော်တို့ကစကားများကြမလို့တော့ဒါအကောင်းဆုံးပဲတော်လိုင်းရေးနိုင်သည်ဖြစ်စေမနိုင်သည်ဖြစ်စေအကုန်လုံးပေါင်းလိုက်လို့ရှင်မင်းကဘာလူမျိုးပါငါကဘာလူမျိုးပါငါကဘာသာပါပြောကြမလို့တော့မစည်းလုံးလို့ရှင်မင်းကပဲပြည်နယ်ကကောင်မငါဒီပြည်နယ်သားပါအဲ့အရာတွေပြောမှာအဲ့အနဲ့ဟိုလူပြပြောဒီလူပြတင်နဲ့ပို့ပြီးဟိုချင်းချင်းတွေးကွဲလာဟုတ်လားမကောင်းတော့ကြာလာရပို့ပြီးပေါင်းလိုက်တဲ့ခါကျ तू ကအပြစ်တွေမမြင်တော့သဘောပေါက်လားမပြောတော့နောက်ကဟိုလူမျိုးတွေပြည်သူပြည်သားတွေကလည်းပဲတယောက်နဲ့တယောက်အမုန်းမပွားတော့သူကတော့ဗာပြည်နယ်သားပါဗာလူမျိုးပါမပြောတော့တကယ်ပြောအဲ့လိုမပေါင်းဘူးဆိုလို့ရှိရင်ခုတိုင်းသားခေါင်းဆောင်တွေလက်နက်ကင်ထားတဲ့ကောင်တွေလည်းမပေါင်းဘူးအောက်ခံပြည်သူတွေကလည်းတယောက်နဲ့တယောက်အပြစ်တွေပြောကြတယ်တယောက်နဲ့တယောက်မတည့်ဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်အမြဲတမ်းနေ့စဉ်မပြတ်ပေါင်းခိုင်းနေတာဖြစ်ပါတယ်မပေါင်းချင်ကျွန်တော်အနေနဲ့တဲတခွန်းပြောရလို့ရှိရင်နံပါတ်1တစ်ချက်သဘောနံပါတ်2နှစ်ချက်တော်လိုင်းဘယ်တော့မှအောင်မှာမဟုတ်ဘူးနော်သဘောပေါက်လားသဘောမဲ့တိုင်းပြည်နာတယ်မင်းတို့ကောင်းနေသဘောမဲ့ရှင်းလားပါတယ်လက်နက်ကင်ထားရုံနဲ့တော်လန်ရေးပြမြောက်တာမဟုတ်ပါဘူး COC လို့ခေါ်တဲ့အမိတ်စည်းစိမ်မှုအောက်မှာစနစ်တကျမရှိဘူးဆိုရင်နယ်မြေတွေပြန်ပေးရတာပြည်သူတွေစိတ်တက်ကြတာတွေပဲကြုံရပါလိမ့်မယ်ဒါကြောင့်အချင်းချင်းဘိုလ်လူမနေပဲတခုတည်းသော COC အောက်မှာစီးလုံးကြဖို့တိုက်တွန်းရင်းညီကုန်းချုပ်လိုက်ပါတယ်